ဒီနေ့တော့ဖြစ်ရမှန်သမိုင်းတစ်ခုအကြောင်းပြောပြမယ်အားလုံးလည်းသိကျင်ကြမယ်လို့ထင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ခရစ်ပတိုလောကကိုတစ်ချိန်တစ်ခါတုန်းကတုံ့လှုပ်ခြောက်ခြားသွားစေခဲ့တဲ့ Terra Luna Crash အကြောင်းပဲဖြစ်ပါတယ်ဇလန်ကတော့လွန်ခဲ့တဲ့2022ခုနှစ်တုန်းကခရစ်ပတိုကမ္ဘာတစ်ခုလုံးကိုဒီဖြစ်ပျက်ကြီးကတော်တော်လေးတုံ့လှုပ်ခြောက်ခြားမှုဖြစ်ပေါ်စေခဲ့ပြီးတော့ Terra Luna Project ပြိုလဲသွားခြင်းအကြောင်းကခရစ်ပတိုလောကကိုအနာဂတ်မှာဆက်လက်ပြီးတော့အသက်ဆက်ရှင်နိုင်မှာလားဆိုပြီးတော့ပတ်ဝန်းကျင်ကနေမိကွန်းပေါင်းများစွာထုတ်ခဲ့ကြပါတယ်ဒီဖြစ်ပျက်ကအမေရိကန်ဒေါ်လာဘီလီယံ40လောက်ကိုရက်ပိုင်းတွင်းမှာလုံးဝအစအနမရှိအောင်ပျောက်ဆုံးသွားစေခဲ့ပြီးတော့လူတော်များများရဲ့ရင်းနှီးမြှုပ်နှံမှုတွေသူတို့ရဲ့အနာဂတ်တွေအိမ်မက်တွေကိုလည်းဖျက်ဆီးပစ်ခဲ့ပါတယ်ချစ်စင်ရဲ့အစကိုပြန်သွားမယ်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့2018ခုနှစ်မှာ Stanford တက္ကသိုလ်ကျောင်းဆင်းဒိုကွမ်နဲ့ဒန်နီယယ်ရှင်းတို့ဟာဆိုလို့ရှိရင် Terraform Labs ကိုနှစ်ဦးပူးတွဲပြီးတော့တည်ထောင်ခဲ့ကြပါတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့လက်ရှိအသုံးပြုနေတဲ့ငွေကြေးစနစ်ကိုဘိုးချုပ်ကင်မှုတွေရှော့ချတယ်။ Decentralized Finance ပေါ့ဗျာ။အဲ့ဒီနည်းပညာနဲ့ပေါင်းစပ်ပြီးတော့ Terra လို့ခေါ်တဲ့ blockchain platform တစ်ခုကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။ဒီ Terra ရဲ့စနစ်တွေထဲမှာအရေးပါတဲ့ token နှစ်ခုရှိတယ်။တစ်ခုကတော့ Luna ဖြစ်ပြီးတော့နောက်တစ်ခုကတော့ USTဒီ token နှစ်ခုပေါ့ဗျာ USD ရဆိုလို့ရှိရင် algorithmic stable coin ဖြစ်တဲ့အတွက်သူ့ရဲ့တန်ဖိုးကိုကြောထောက်နောက်ခံပြုထားတဲ့ဒေါ်လာငွေသားဒါမှမဟုတ်လို့ရှိရင်တော့ရွှေလိုမျိုးပိုင်ဆိုင်မှုတွေမရှိထားပါဘူးသူ့ရဲ့တန်ဖိုးကို Luna token နဲ့ရှင်တွဲပြီးတော့စနစ်တကျထိန်းညှိပေးထားပါတယ် patch လုပ်ထားတယ်ပေါ့ဗျာအကယ်၍ USD ရဲ့တန်ဖိုးဟာဒေါ်လာအောက်ကိုကျဆင်းသွားရဆိုလို့ရှိရင်စနစ်ကိုအသုံးပြုနေတဲ့သူတွေဟာ USD ကို Luna နဲ့လာပြီးတော့လဲမယ်ဒီကနေပြီးတော့ဈေးကွက်ထဲမှာရှိနေတဲ့ USD အရေအတွက်ကရောနေသွားပြီးတော့သူ့ရဲ့တန်ဖိုးကလည်း American ဒေါ်လာကိုပြန်ပြီးတော့ရအောင်လို့တွန်းပို့ပေးလိုက်တယ်ဆိုတော့ supply နဲ့ demand ပါပဲเนาะဝယ်လိုအားများလာရဆိုလို့ရှိရင်ရောင်းလိုအားပြန်နေပါမယ်ဈေးနှုန်းပြန်တက်လာအဲ့တော့ထိုနည်းတူစွာပဲ USD ရဲ့တန်ဖိုးကဒေါ်လာအောက်ကိုကျဆင်းသွားပြီဆိုလို့ရှိရင်တော့အသုံးပြုတဲ့လူတွေက Luna ကို USD နဲ့ပြန်ပြီးတော့ exchange လုပ်နိုင်တယ်ဝေပြန်ထုတ်နိုင်တယ်ပေါ့ဗျာဒီလိုလုပ်ခြင်းအပြင် USD ထုတ်လုပ်မှုပို့ပြီးတော့များပြားလာမှာဖြစ်ပြီးသူ့ရဲ့တန်ဖိုးကဒေါ်လာအောက်ကိုပြန်ပြီးတော့ကျလာအောင်လို့လှုံ့ဆော်ပေးတယ်ဒီလိုမျိုး Luna နဲ့ USDT အပြန်အလှန်လဲလှယ်ပြီးတော့တန်ဖိုးထိန်းညှိပေးတဲ့စနစ်ကိုတော့ algorithmic mechanism လို့သူတို့ကသုံးနှုန်းထားပါတယ် Terra ecosystem ရဲ့နောက်ထပ်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုကဘာလဲဆိုလို့ရှိရင်တော့ Anchor protocol လို့သူတို့ကခေါ်ပြီးတော့ငွေချေးယူနိုင်တဲ့ platform တစ်ခုလို့လည်းပြောထားပါတယ်ဒီ platform ကနေပြီးတော့အသုံးပြုသူ user တွေကိုဘယ်လိုဆွဲဆောင်လဲဆိုရင် USDT ကိုလာပြီးငွေအပ်နှံထားတဲ့သူတွေအတွက်တစ်နှစ်လုံးကို fiscal year တစ်ခုလုံးမှာ 20% ပြန်ပြီးတော့အတိုးနှုန်းအမြင့်ဆုံးပေးမယ်လို့ပြောထားတာပါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတွေတော်တော်များများကြည့်လိုက်ပါတိုးတက်ပြီးတဲ့နိုင်ငံတွေ develop country တွေဆိုလို့ရှိရင်သူတို့နိုင်ငံမှာရှိနေတဲ့သက်ဆိုင်ရာဘဏ်တွေကဘိုးဘဏ်ကသတ်မှတ်ထားတဲ့အတိုးနှုန်းကတစ်ခုဘဏ်တိုးနှုန်းကတစ်ခုသို့တော်လဲဘဏ်တိုးနှုန်းတွေကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုး10%ရာခိုင်နှုန်း17%ရာခိုင်နှုန်း12%ရာခိုင်နှုန်းတွေဘယ်တော့အခါမှမရှိခဲ့ပါအခုလက်ရှိအမေရိကန်နိုင်ငံရဲ့တိုးနှုန်းက9%ရာခိုင်နှုန်းဝန်းကျင်မှာရှိနေပြီးတော့ဒီပမာဏပတ်ဝန်းကျင်မှာပဲအခြားသော commercial banks တွေကလည်းပြန်ပြီးတော့ပေးလိရှိပါတယ်အခုကြည့်ပါ20%ရာခိုင်နှုန်းဆိုတာကအင်မတန်မှမက်လောက်စရာကောင်းတဲ့ပမာဏတစ်ခုပါဒီလိုမျိုးများပြားလာတဲ့အတိုးနှုန်းကြောင့်ကမ္ဘာတော်မှာရှိနေတဲ့ယင်းနှိမ့်မြုပ်နှံသူတွေကိုများစွာဆွဲဆောင်မှုပေးနိုင်ခဲ့ပြီးတော့ USD ကိုလည်းဒေါ်လာဘီလီယံနဲ့ချီပြီး Anchor ထဲမှာအနှံလာခဲ့ကြပါတယ်USD ရဲ့ market cap အမြင့်ဆုံးရောက်ရှိလာတဲ့အချိန်မှာတော့ Anchor ထဲမှာအနှံမှုရဲ့60%ရာခိုင်နှုန်းဟာဆိုရင် USD တွေပဲဖြစ်နေကြပါတယ်ဒါကကိစ္စတစ်ခုခုဖြစ်လာရင်အမိခိုမကင်းတဲ့ risk အင်မတန်များတဲ့စနစ်တစ်ခုကိုသူကဖန်တီးအသက်သွင်းလိုက်တာပါဒီလိုမျိုးသူများ project ကိုမိခိုနေရတဲ့ကိစ္စကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့ဒိုကွမ်နောက်ထပ် Luna Foundation Guard ကိုတည်ထောင်ခဲ့ပြီး USD ရဲ့တန်ဖိုးကိုထိန်းသိမ်းဖို့အတွက် Bitcoin ကိုဒေါ်လာ 1.5 ဘီလီယံကျော်ဖို့အထိစုဆောင်းခဲ့ပါတယ်2022 April လမှာဆိုလို့ရှိရင်တော့ Terra Luna ရဲ့အောင်မြင်မှုဟာတော်တော်လေးကြီးကျယ်ခမ်းနားခဲ့ပါတယ်။ Token တစ်ခုကိုဈေးကွက်ထဲမှာကာလပေါက်စီဒေါ်လာ120ထိအယောင်းဝယ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုဟာခဏလေးပဲဖြစ်ပါတယ်။ဈေးကွက်ရဲ့အခြေအနေတွေယိုယွင်းလာတာနဲ့အမျှဝေဖန်သူတွေရဲ့စကားသံတွေဟာ Anchor Protocol ရဲ့20%ရာခိုင်နှုန်းအတိုးနှုန်းဟာရေရှည်မှာမတည်တဲ့နိုင်ဘူးလို့စတင်ပြီးတော့သတိပေးလာမှုတွေရှိလာပါတယ်။ဒါအပြင်မှာ USD နဲ့ Luna ကိုချိတ်ဆက်ထားတဲ့ algorithmic mechanism ကလည်း
ရေရှည်တည်တဲ့နိုင်မှုအပေါ်မှာတန်တရားတွေစတင်ပြီးတော့ဝင်လာခဲ့ကြပါတယ်ဒါပေမဲ့ဒီစီမံကိန်းကိုထောက်ခံသူတွေနဲ့ဒိုးကွမ်အနေနဲ့ကတော့ဒီစိုးရိမ်မှုကလုံးဝဂရုစိုက်စရာမလိုဘူးဆိုပြီးတော့ထပ်ကာတလဲလဲပြောဆိုခဲ့ပါတယ်ဒိုးကွမ်ဆိုလို့ရှိရင်ဝေဖန်သူတွေကိုအများပြည်သူတွေရှေ့မှာမလေးမစားပြောဆိုတတ်သူတဦးအဖြစ်နာမည်ကြီးခဲ့ပြီးတော့သူတို့ကိုဆင်းရဲတယ်လို့ပင်လောင်ပြောင်ရေမောခဲ့တာတွေပြုလုပ်ခဲ့ပါသေးတယ်ဒီလိုနဲ့2022မေလနောက်ပိုင်းကိုရောက်တဲ့အခါမှာတော့ Terra Luna ရဲ့ဘူပေါင်းကြီးစတင်ပြီးတော့ပောက်ကွဲစပြုလာပါပြီ။အန်ကာကနေပြီးတော့ USD တွေအများအပြားရုတ်တရက်ထုတ်ယူသွားမှုကြောင့် USD ရဲ့တန်ဖိုးက$ကနေစတင်ပြီးတော့ကျဆင်းလာခဲ့ပါတယ်။ USD တန်ဖိုးကိုပြန်လဲထိန်းညှိဖို့အတွက်သူတို့ရဲ့ system ကဆိုလို့ရှိရင် Luna token အများအပြားကိုစတင်ပြီးတော့ထုတ်လုပ်ပါတယ်။ဒါ Luna token ရဲ့အရေအတွက်ကို1 billion ကနေပြီးတော့6 billion အထိအစမတန်မြင့်တက်သွားစေခဲ့ပါတယ်ဒီလို token အရေအတွက်တွေအစမတန်များပြားလာမှုနဲ့အတူဝယ်လိုအားတွေတစ်ဖက်မှာလည်းလုံးဝမကြံရှိတော့တဲ့အခါမှာ Luna ရဲ့တန်ဖိုးဟာဆိုလို့ရှိရင်$120ကနေ$80ကနေပြီးတော့ရပ်ပိုင်းအတွင်းမှာပဲ3နီးပါးထိရောက်ရှိသွားအောင်လို့ပြိုလဲပြီးတော့ကျဆင်းသွားခဲ့ပါတယ်ဒီလိုဖြစ်ရခြင်းရဲ့အဓိကပြဿနာဘာလဲဆိုလို့ရှိရင်တော့ Luna ရဲ့တန်ဖိုးဟာ USD ရဲ့တည်ငြိမ်မှုအပေါ်မှာမှီခိုနေပြီးတော့USD ကလည်း Luna ရဲ့တန်ဖိုးကိုမတည်မငြိမ်ဖြစ်စေတဲ့ algorithmic စနစ်ပေါ်မှာမှီခိုနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်နှစ်ခုစလုံးအပေါ်မှာယုံကြည်မှုဆုံးရှုံးသွားတဲ့အခါလဲကြောက်အပြန်အလှန်ပျက်စီးစေတဲ့ catastrophic feedback loop တစ်ခုကိုဖြစ်ပေါ်သွားစေခဲ့ပါတယ်။ Luna Foundation ကဘက်ကနေပြီးတော့ Bitcoin အရန်ငွေတွေကိုပြန်လဲရောင်းချပြီးအခြေအနေကိုအကောင်းဆုံးရောက်ရှိအောင်လို့ထိန်းသိမ်းဖို့အတွက်စူးစမ်းခဲ့ပေမဲ့လည်းမေလ16ရက်နေ့ရောက်တဲ့အခါမှာတော့ USD နဲ့ Luna နှစ်ခုစလုံးရဲ့တန်ဖိုးဟာလုံးဝကင်းမဲ့တော့ပါပြီ။ဒီ crash ဖြစ်မှုပြိုလဲမှုဟာဆိုလို့ရှိရင် crypto ဈေးကွက်ကြီးဒီ industry တစ်ခုလုံးကိုအပြင်းထန်ရိုက်ခတ်ခဲ့ပါတယ်။ Bitcoin အပါအဝင်အခြားသော cryptocurrency တွေရဲ့တန်ဖိုးကလည်းတိတိတသာကျဆင်းသွားခဲ့ပြီး Voyager နဲ့ Celsius လိုမျိုး crypto ငွေချေးလုပ်ငန်းတွေကလည်းဒီအဖြစ်အပျက်မှာဒေဝါလီခံခဲ့ရသလို 3 Arrow Capital လိုမျိုးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေလည်းဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကြောင့်မလို့တာမန်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့လူအများစုကလည်းသူတို့ရဲ့တသက်တာလုံးစုဆောင်းရှာဖွေထားခဲ့တဲ့ငွေကြေးအရင်းအနှီးတွေအကုန်လုံးဆုံးရှုံးသွားခဲ့ပါတယ်။ Terra Luna crash ပြိုလဲမှုကနေကျွန်တော်တို့ရရှိခဲ့တဲ့သင်ခန်းစာဆိုလို့ရှိရင်တော့ system စနစ်တစ်ခုကဘယ်လောက်ပဲဆွဲဆောင်မှုရှိနေပါစေသူ့ရဲ့မူလဒီဇိုင်းမှာဟိုချွန်ရင်းချက်တွေအားနည်းချက်တွေရှိနေတယ်ဆိုလို့ရှိရင်နောက်ဆုံးမှာပြိုလဲသွားနိုင်တယ်ဆိုတာကိုတက်တည်ပြနေပါတယ်။ဒါအပြင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အခါမှာလည်း healthy dose of skepticism ကိုရှိထားဖို့အတွက်အမြဲတမ်းအရေးကြီးရဆိုတာကိုဒီဖြစ်ပျက်ကနေပြီးတော့မိမောင်းထိုးပြီးတက်တည်ပြနေပါတယ်။ဟုတ်ကဲ့အခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်သတင်းစောင်းပါအကြောင်းအရာပုံပြင်တွေကိုမိတ်ဆွေတို့အစီအမံပြတ်နားဆင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်သွားလို့ရပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။